မင်္ဂလာပါရှင် Sunny with My Kubama ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီခဲ့တဲ့ချက်သားပြင်းနေ့ကလည်းကမ္ဘာသဘောဝပတ်ဝန်းကျင်နေ့လေးဖြစ်ခဲ့တယ်ဆိုတော့လေဒီအပတ်ရဲ့ Sunny with My Kubama မှာတော့ညီမလေးစီလင်းနဲ့အတူသဘောဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပို့ပို့ပါပါပဲဆွေးနွေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါညီမလေးရေညီမလေးကနေစပြီးတော့ဆွေးနွေးပေးပါအောင်နော်။ဟုတ်ကဲ့မင်္ဂလာပါစီလင်းလို့ခေါ်ပါတယ်။ကမ္ဘာသဘာဝပတ်ဝန်းကျင်နေ့အကြောင်းကိုပြောရမယ်ဆိုရင်ခုနကမှပြောသွားတဲ့အတိုင်းပြီးခဲ့တဲ့ဂျာရီနေ့ဇွန်လ9ရက်နေ့ကိုကမ္ဘာသဘာဝပတ်ဝန်းကျင်နေ့လို့သတ်မှတ်ထားကြပါတယ်။ UNEP ကနေပြီးတော့ဥဆောင်ကျင်းပတာဖြစ်ပြီးတော့နှစ်စဉ်နှစ်တိုင်းခေါင်းစဉ်အမျိုးမျိုးနဲ့ကျင်းပလျက်ရှိတာဒီနှစ်ခေါင်းစဉ်ကတော့ plastic ညဉ့်ညမ်းမှုအဆုံးသတ်ရေးလို့ခေါ်ပါတယ်။ဒီနှစ်မှာတော့ Asian နိုင်ငံအဖြစ်ကိုရီးယားဓမ္မတာနိုင်ငံကနေပြီးတော့ကျင်းပမှာဖြစ်ပြီးတော့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာနာမည်ကြီးတဲ့ဂျေဂျူကျွန်းမှာပဲဖြစ်ပါတယ်။ဒီဂျေဂျူကျွန်းက2040ခုနှစ်မှာ plastic ကင်းစင်လာဖို့ကတိပြုထားတဲ့အတွက်ကြောင့်နိုင်ငံတကာမှာအတူယူစရာစံပြအနေနဲ့သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ဟုတ်တယ်ပြောရရင် plastic ညဉ့်ညမ်းတာကကမ္ဘာလုံးဆိုင်ရာချင်းချောက်မှုတူဖြစ်လာနေတယ်။ပြီးတော့ GHz နဲ့တွင်တောရိုင်းလိမ့်ဆန်တွေနဲ့လူသားတွေရဲ့ကျန်းမာရေးကိုလည်းထိခိုက်စေနေရမျက်မြင်ပဲပေါ့နော်။နှစ်တိုင်း plastic metric တန်ချိန်ပေါင်း17တန်းလောက်ကပင်လယ်သမုဒ္ဒရာတွေထဲဝင်ရောက်နေတယ်။ပြီးတော့အဲ့လိုဝင်ရောက်လာတဲ့အခါမှာပင်လယ်နေဇီဝမျိုးစုံမျိုးကွဲတွေအဲ့ဒီကနေတစ်စစ်သူတို့ရဲ့အစာကွင်းဆက်အလိုက်တခြားသက်ရှိတွေကိုလည်းဆူဆူရွာထိခိုက်စေနေတယ်ပေါ့နော်ဒီနှစ်2025ခုနှစ်ရဲ့ကမ္ဘာသဘောဝပတ်ဝန်းကျင်နေ့မှာဆိုရင်ဦးတယောက်ချင်းစီကနေစပြီးတော့ရေရှည်တည်တတ်တဲ့အလေးကျစ်တွေနဲ့ပလတ်စတစ်ထုတ်ယူသုံးစွဲတာကိုလျှော့ချဖို့ရှိပြီးသားပလတ်စတစ်တွေကိုပြန်အသုံးပြုဖို့အဲ့ဒါတွေကိုတိုက်တွန်းထားပါတယ်ဟုတ်ဒီတိုက်ဆိုင်ဝမ်းပဲပေါ့နော်ပြီးခဲ့တဲ့ပေးရက်ကမိုင်ဖူဝါမပုကတ်2025လေးကလည်းပြီးသွားခဲ့ပါတယ်ဒီပုကတ်မှာဆိုရင်ကျွန်တော်တို့မိုင်ဖူဝါမတင်းနဲ့အတူတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုစိတ်ပတ်ဝင်စားတဲ့လူငယ်တွေကနေပြီးတော့နှစ်ရက်တာအချိန်လေးကိုအကျိုးရှိရှိအတူတူဖြတ်တန်းခဲ့ကြပါတယ်ဖိတ်ကြားထားတဲ့အဲ့ဒီတော်တွေရဲ့ပေါ့နော်ကိုစီကျွမ်းကျင်ရာပညာရဲ့နယ်ပယ်လိုက်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမတူညီတဲ့အတွေ့အကြုံရှုထောင့်တွေကနေလည်းဝင်မြပေးခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်သူတို့လေးလာနေတဲ့တဘာဝပတ်ဝန်းကျင်ဘာသာရဲ့အချို့ကိုလည်းမိတ်ဆက်ရှင်းပြခဲ့ပါသေးတယ်ဟုတ်တယ်ညီမလေးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားကြတဲ့လူငယ်တွေများပြီမယ်လေတချို့ကကြတော့ဘယ်လိုဘာသာရဲ့မျိုးကဘယ်လိုအကြောင်းအရာတွေကိုလေ့လာရတယ်ဆိုတာမျိုးမသိကြဘူးပေါ့နော်ဘာလို့လဲဆိုတော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာကလည်းတကယ်ကိုကြက်ပြတ်တဲ့နယ်ပယ်တစ်ခုကိုပြီးတော့ဘာသာရပ်တွေကလည်းများတယ်လေအဲ့တော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုပြီးမြဲကိုကဘယ်လိုဘာသာရပ်မျိုးတက်ရောက်သင့်လဲဆိုတာကိုမသိကြတဲ့လူငယ်တွေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုမိတ်ဆက်ရှင်းပြလိုက်ခြင်းအားဖြင့်ဒီပညာရေးလမ်းကြောင်းကိုဆက်ပြီးတော့ရှောက်ချင်နေတဲ့လူငယ်တွေအတွက်ဆိုရင်လည်းသူတို့ဆက်ပြီးတော့လေ့လာတဲ့ဘာသာရပ်မျိုးသိရှိသွားကြမယ်ပေါ့နော်အဲ့တော့တကယ်ကိုအကျိုးရှိတဲ့အစီအစဉ်ဖြစ်မှာပါပြီးတော့လာရောက်ပြီးတော့မျှဝေပေးခဲ့တဲ့ ether တွေကလည်းဥပဒေပညာရပ်အင်ဂျင်နီယာနဲ့သိပ္ပံပညာအဲ့လိုမျိုးနောက်ခံနေတဲ့အမျိုးမျိုးကနေလာကြတာပေါ့နော်ဒါပေမဲ့လည်းမျှဝေသွားတဲ့အကြောင်းအရာတွေကကြတော့တစ်ခုနဲ့တစ်ခုဆက်ဆက်နေကြတယ်အဲ့တော့သဘောတရားကြီးကိုထိန်းသိမ်းဖို့ပညာရှင်တွေကနေပယ်အမျိုးမျိုးကနေဝိုင်းပြီးတော့အကျိုးပန်းနေကြတာကိုတွေ့မြင်နိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်ကိုယ်တိုင်ရဘယ်ပညာရပ်နယ်ပယ်ရပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘယ်အလုပ်တိုင်လန်းချောင်းကိုပဲရွေးထားကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့တပွားပုံဝင်ခြင်းကိုထိမ့်သိမ်းနိုင်ကြတယ်ဆိုတာကိုဒီပုခမ်းလေးကနေပြီးတော့မိမောင်းထိုးပြခဲ့သလိုပါပဲကျွန်တော်ကိုယ်တိုင်လည်းပုကက်မှာရှိနေတာပေါ့နော်အဲ့ဒီမှာဆိုရင်အဲ့တဲ့တော်ဒီရဲ့ဝင်မြချက်အပြင်တက်ရောက်တဲ့သူတွေချင်းချင်းလည်းပြန်လည်ဆွေးနွေးကြတယ်မိုင်ဘူဘာမာကနေစီစဉ်ပေးတဲ့ course လေးတွေလည်းဖြည့်ကြရပေါ့နော်ထပ်ဆောင်အနေနဲ့ reflection နဲ့ graduate session လေးတွေလည်းပြုလုပ်ခဲ့ကြတော့အဲ့ဒီကနေမှတစ်ဆင့်တက်ရောက်ခဲ့တဲ့လူငယ်တွေစီကနေကြားရတဲ့အကြံပြုချက်လေးတွေ graduate စကားလေးတွေလည်းပြန်ပြီးတော့ကြားရတယ်ပေါ့နော်အဲ့ဒီစကားလေးတွေကြောင့်လည်း My Pupama အဖွဲ့သားတွေအနေနဲ့အားတက်ခဲ့ရပါသေးရဲ့ဟုတ်ကဲ့ပါဒီအပတ်ရဲ့ Sunny with My Pupama မှာတော့တဘောပတ်ဝန်းကျင်နဲ့အထိမ်းအမှတ်အနေနဲ့ My Pupama ကနေလက်တလုံးမှာပြုလုပ်ခဲ့တဲ့သဘောဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုလေးအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။နောက်ပတ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါဦးနော်။ Sunny with My Pupama ကိုတော့ Spotify နဲ့ YouTube Channel တွေမှာနားတော်တာဆင်နိုင်ပါတယ်။အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။